အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့ကဘာပေါ်ကတိုက်ကြီးတွေအနက်မှာဧရိယာအကြီးဆုံးနဲ့လူဦးရေအများဆုံးနေထိုင်ရာအာရှတိုက်ကြီးရဲ့အကြောင်းကိုဝေမျှသွားပါမယ်အာရှတိုက်ကိုအဓိကနေမြေ6ခုနဲ့ပိုင်းခြားထားပြီးဒါရီကတော့မြောက်အာရှအလဲအာရှအနောက်အာရှအရှေ့အာရှတောင်အာရှနဲ့အရှေ့တောင်အာရှဆိုပြီးဖြစ်ပါတယ်အာရှတိုက်ဟာဧရိယာ12ရန်မိုင်ပေါင်း19.2 တန်းခန့်ကျင်းဝန်းပြီးကမ္ဘာကုန်းမြေဧရိယာစုစုပေါင်းရဲ့30ရာခိုင်နှုန်းခန့်ကိုပိုင်ဆိုင်ထားပါတယ်လူဦးရေအနေနဲ့လည်းတန်ပေါင်း4900ခန့်ရှိနေတာကြောင့်ကမ္ဘာလူဦးရေစုစုပေါင်းရဲ့60ရာခိုင်နှုန်းခန့်ဟာအာရှတိုက်မှာပဲနေထိုင်နေကြတာဖြစ်ပါတယ်အာရှတိုက်ဟာကမ္ဘာရှိအကျဆုံးလူနေမှုစနစ်တွေဖြစ်တဲ့စူမာဘေဘီလွန်အစီရီယာဖာရှာစာရီယဉ်ကျေးမှုတွေထွန်းကားခဲ့ပြီးရှေးခေတ်အင်ပါယာတွေဖြစ်ကြော်ကြားခဲ့ကြပါရီကမ္ဘာပေါ်ကမြို့တွေအနက်မှာအာရှအနောက်ပိုင်းပါလက်စတိုင်းမှာတည်ရှိတဲ့ဂျယ်ရတ်ခုံမြို့ကရှေးအကျဆုံးဖြစ်ပြီးဒီမြို့ကိုလွန်ခဲ့တဲ့နှစ်ပေါင်း1100ခန့်ကတည်းကထူထောင်ခဲ့တယ်လို့သိရပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့အကြီးဆုံးသောဘာသာအယူဝါဒပေါင်းစုံစတင်ပေါက်ဖွားခဲ့ရာတိုက်ကြီးလေးဖြစ်ပါတယ်။73ရာစုကစလို့နင်းမြေတီးတီးအင်အားကောင်းလာကြပြီးဘရင်နိုင်ငံတွေကိုချဲ့ထွေလာကြပါတယ်။73ရာစုနဲ့14ရာစုမှာတော့မွန်ဂိုတို့တကိုးထွားလာခဲ့ပြီးအာရှနယ်မြေအများစုသာမကဥရောပနယ်မြေအချို့ကိုပါသိမ်းပိုက်ပြီးနယ်မြေတစ်ဆက်ထိကမ္ဘာအကြီးဆုံးအင်ပါယာကိုထူထောင်နိုင်ခဲ့ပါတယ်။16ရာစုမှာတော့အာရှနိုင်ငံအများစုဟာဥရောပနိုင်ငံတွေနဲ့ကုန်သွယ်စည်းဝါးပြုလုပ်လာကြပြီးအနောက်နိုင်ငံတွေရဲ့နေချေသိမ်းပိုက်ခြင်းကိုတပြေးပြေးနဲ့ခံလာခဲ့ကြရပါတယ်။19ရာစုအကုန်မှာတော့တောင်အာရှနဲ့ရှေ့တောင်အာရှနိုင်ငံတွေဟာဗြိတိန်ပြင်သစ်စားတွေဥရောပနိုင်ငံတွေရဲ့လက်အောက်ကိုကျရောက်ခဲ့ရပြီးဖြစ်ပါတယ်။ကမ္ဘာစစ်တွေပြီးဆုံးချိန်ကာလမှာတော့ကိုလိုနီစနစ်အားရောလာခဲ့ပြီးနိုင်ငံအများစုဟာလွတ်လပ်ရေးရရှိခဲ့ကြပါတယ်။အာရှတိုက်ကိုနိုင်ငံပေါင်း90ခန့်နဲ့ဖွဲ့စည်းထားပြီးအငင်းပွားပွဲ9နိုင်ငံကိုပါထည့်တွက်ရင်55နိုင်ငံအထိရှိနေပါတယ်။ဒီရက်ထဲမှာဧရိယာအကြီးဆုံးကရုရှားနိုင်ငံဖြစ်ပြီးအငယ်ဆုံးကတော့ဧရိယာ12ရန်မိုင်ပေါင်း120ခန့်သာကျယ်ဝန်းနေမော်ဒစ်ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်။အာရှတိုက်တစ်ခုလုံးမှာတော့ဘာသာစကားအမျိုးအစားပေါင်း2300ခန့်ကိုပြောဆိုသုံးစွဲပြီးအသုံးအများဆုံးဘာသာစကားတွေကတော့မန်ဒရင်ဟင်ဒီအော်ရီပြနဲ့ဘင်္ဂါလီစတာတွေဖြစ်ပါတယ်။အာရှတိုက်မှာရောဥရောပတိုက်မှာပါဝင်နေတဲ့နိုင်ငံက9နိုင်ငံရှိနေပြီးဒီနိုင်ငံတွေကတော့ရုရှားတူရကီအဇာဘိုင်ဂျန်ဂျော်ဂျီယာနဲ့ကာဇက်စတန်နိုင်ငံတွေဖြစ်ပါတယ်။နိုင်ငံ12နိုင်ငံကတော့ပင်လယ်သမုဒ္ဒရာထွက်ပေါက်မရှိတဲ့ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်ပါတယ်။ဒီအထဲမှာဥဇဘက်ကစ္စတန်နိုင်ငံကတော့နှစ်ထပ်ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ကိုဝင်းရံထားတဲ့နိုင်ငံအလုံးကကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်နေတာကြောင့်ပါ။ကိုယ်ဝေယုံကြည်မှုအနေနဲ့ကတော့ဟိန္ဒူဘာသာနဲ့အစ္စလာမ်ဘာသာတွေကကိုယ်ဝေသူအများဆုံးဖြစ်ပြီးအာရှတိုက်လူဦးရေရဲ့၄ပုံတစ်ပုံစီဟာဒီဘာသာတွေကိုကိုးကွယ်ကြပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်သူလူဦးရေကတော့တန်900နီးပါးရှိပေမယ့်ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့17.3ရာခိုင်နှုန်းသာရှိပါတယ်။အာရှမှာခရီးယန်ဘာသာကိုးကွယ်သူကတော့9.2ရာခိုင်နှုန်းခန့်သာဖြစ်ပြီးရိုးရာကိုးကွယ်သူ8.6ရာခိုင်နှုန်းနဲ့ဘာသာမဲ့20ရာခိုင်နှုန်းတို့လည်းနေထိုင်ကြပါတယ်။တဦးချင်းပြမြ GDP အနေနဲ့တွက်ရင်အာရှရဲ့အချမ်းသာဆုံးနိုင်ငံတွေကကာတာစင်ကာပူအစ္စရေး UAE ဘရူနိုင်းကူဝိတ်ထိုင်ဝမ်နဲ့ဂျပန်နိုင်ငံတွေဖြစ်ပြီးအစင်းရဲဆုံးနိုင်ငံတွေကတော့အာဖဂန်နစ္စတန်ဆီးရီးယားမြောက်ကိုရီးယားယီမင်တာဂျစ်ကစ္စတန်မြန်မာနဲ့နီပေါနိုင်ငံတွေဖြစ်ပါတယ်နိုင်ငံအလိုက်ဆိုရင်တော့တရုတ်ဂျပန်အိန္ဒိယရုရှားနဲ့တောင်ကိုရီးယားနိုင်ငံတွေကစီးပွားရေးအတောင့်တင်းဆုံးအချမ်းသာဆုံးနိုင်ငံတွေဖြစ်ပါတယ်။အလဲအာရှရဲ့အနောက်ဘက်ပိုင်းနဲ့ဥရောပအစပ်မှာတည်ရှိနေတဲ့ကက်စပီယန်ပင်လယ်ကတော့ကမ္ဘာပေါ်မှာအကြီးဆုံးရေအိုင်ဖြစ်ပါတယ်။ပင်လယ်သမုဒ္ဒရာထွက်ပေါက်မရှိတဲ့ရေအိုင်အမျိုးအစားဖြစ်ပေမယ့်အလွန်ကြီးမားတာကြောင့်ပင်လယ်တက်ခေါ်ကြတာဖြစ်ပါတယ်။ကက်စပီယန်ပင်လယ်ဟာ12ရန်မိုင်ပေါင်း3,400,000ကျော်ကျယ်ဝန်းပြီးပြင်းပြအနက်ကပေ690ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာလူဦးရေအများဆုံးမြို့အဖြစ်သတ်မှတ်ခံထားရတာကတော့ဂျပန်ရဲ့မြို့တော်တိုကျိုဖြစ်ပြီးဒီဒေသမှာတော့လူဦးရေ38တန်းကျော်အထိနေထိုင်နေပါတယ်။ကမ္ဘာလူဦးရေသိပ်သီးမှုအများဆုံးကတော့ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာမြို့ဖြစ်ပါတယ်။တမိုင်ပတ်လည်မှာလူဦးရေ3,100,000ခန့်အထိနေထိုင်ကြပါတယ်။ကမ္ဘာအမြင့်ဆုံးအဆောက်အအုံ10ခုအနက်9ခုကအာရှတိုက်မှာပဲတည်ရှိနေတာဖြစ်ပါတယ်။ဒီရက်ထဲမှာဒူဘိုင်းကBurj Khalifa ကအမြင့်ဆုံးဖြစ်ပြီးအမြင့်2918ပေမြင့်ပါတယ်။ကမ္ဘာအမြင့်ဆုံးရုပ်ထုကတော့အိန္ဒိယမှာတည်ရှိနေတဲ့ Unity ရုပ်ထုကြီးဖြစ်ပြီးစုစုပေါင်းအမြင့်
ပေ990ခန့်မြင့်မားပါတယ်ကမ္ဘာပေါ်မှာမိုးမျိုးတိုက်အများဆုံးမြို့ကလည်းအာရှတိုက်မှာပဲရှိနေပါတယ်မိုးမျိုးတိုက်ဆိုတာကတော့ရေဘူးရအပြင်အထက်ပေါင်း40နဲ့အထက်ဒါမှမဟုတ်အမြင့်492ပေမြင့်နဲ့အဆောက်အဦကိုခေါ်ဆိုတာဖြစ်ပါတယ်ဟောင်ကောင်ဟာကမ္ဘာပေါ်မှာမိုးမျိုးတိုက်အများဆုံးမြို့ဖြစ်ပြီးမိုးမျိုးတိုက်အဆောက်အအုံကြီးပဲ946ခုအထိရှိနေပါတယ်အာရှတိုက်လူဦးရေရဲ့90%ကထမင်းကိုအခြေခံစားစာအဖြစ်စားသုံးလေရှိပါတယ်။ကမ္ဘာပေါ်မှာဆန်စပါစိုက်ပျိုးထုတ်လုပ်မှုအများဆုံး10နိုင်ငံအနက်ဘရာဇီးတနိုင်ငံကလွှဲရင်ကျန်9နိုင်ငံကအာရှတိုက်ကဖြစ်ပါတယ်။ဒီနိုင်ငံတွေကတော့တရုတ်၊အိန္ဒိယ၊အင်ဒိုနီးရှား၊ဘင်္ဂလားဒေ့ရှ်၊ဗီယက်နမ်၊ထိုင်း၊မြန်မာ၊ဖိလစ်ပိုင်နဲ့ပါကစ္စတန်နိုင်ငံတွေဖြစ်ပါတယ်။အာရှတိုက်ရဲ့အကြီးဆုံးကျွန်းကတော့ဘော်နီယိုကျွန်းဖြစ်ပါတယ်။ကမ္ဘာပေါ်မှာတတိယအကြီးဆုံးကျွန်းဖြစ်ပြီးစတူယန်းမိုင်ပေါင်း2,900,000နီးပါးကျယ်ဝန်းကြီးမားပါတယ်။ကမ္ဘာအမြင့်ဆုံးတောင်ပေါင်း100မှာ100စလုံးကအာရှတိုက်မှာပဲရှိနေတာဖြစ်ပါတယ်။ဒီရက်ထဲမှာအမြင့်ပြီး29,032ပေခန့်မြင့်တဲ့အေဝရက်တောင်ကအမြင့်ဆုံးဖြစ်ပါတယ်။ကမ္ဘာအကြီးဆုံးသဘာဝလှိုင်ကူကြီးကလည်းအရှေ့တောင်အာရှကဗီယက်နမ်နိုင်ငံမှာတည်ရှိနေပါတယ်။ဟန်စွန်တောင်းလိုအမည်ရတဲ့ဒီကူကြီးဟာအမြင့်ပေ660အကျယ်ပေ490ရှိပြီးဂူအလျားက3.1မိုင်ခန့်ရှိလျားပါတယ်။ကမ္ဘာပေါ်မှာအကြီးဆုံးပွဲတော်ကတော့ဟိန္ဒူတို့ရဲ့ဘာသာရေးပွဲတော်ခွန်မေလာဖြစ်ပါတယ်။အိန္ဒိယရဲ့အထင်ကရမြစ်ကန်နေရာ၄ခုမှာကျင်းပနေရှိတဲ့ဒီပွဲတော်ကို2019ခုနှစ်တုန်းကတရက်ထဲလူပေါင်းတန်90လောက်အထိပါဝင်ဆင်နွှဲခဲ့ကြပါတယ်။အာရှတိုက်ဟာမတူကွဲပြားခြားနားတဲ့ရာသီဥတုမျိုးစုံကိုပိုင်ဆိုင်ထားပါတယ်။ဆိုက်ဘေးရီးယားလိုအမြဲလိုအေးခဲနေလေးရှိတဲ့နေရာတွေရှိသလိုဂန္ဓာရဆန်ပြီးအလွန်ပူပြင်းခြောက်သွေ့တဲ့နေရာတွေလည်းရှိနေပါတယ်။ကွဲပြားတဲ့အချိန်ဆုံးထိုင်းစုံအနေနဲ့ကလည်း12ခုအထိရှိနေတဲ့တိုက်ကြီးလေးဖြစ်ပါတယ်။အာရှဆိုတဲ့စကားလုံးကိုဂရိသမိုင်းပညာရှင်ဟီရိုဒိုတက်စ်ကBC 440ခန့်ကလေးကပါရှန်အင်ပါယာနဲ့ဆက်ဆက်ကသုံးဆွဲလာခဲ့တာဖြစ်ပြီးဂရိဘာသာကနေဆင်းသက်လာခဲ့တာလို့သိရပါတယ်။ဒါပေမဲ့တိကျတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တော်မရှိဘဲအချို့ကတော့နေထွက်လာတာရှုံးနဲ့နှုံးမြေထူတဲ့အရက်စတဲ့အဓိပ္ပာယ်တွေဖွင့်ဆိုကြပါတယ်။အာရှတိုက်ရဲ့ထင်ရှားတဲ့နေရာချို့ကတော့တရုတ်ရဲ့မဟာတတိုင်းအိန္ဒိယရဲ့တက်မဟာကမ္ဘောဒီးယားကအန်ကောဝေဘူတန်ရဲ့ဖာရိုတက်ဆန်ဖုန်ကြီးကျောင်းအင်ဒိုနီးရှားနိုင်ငံဘာလီဂျပန်ကဖူဂျီတောင်ဆော်ဒီအာရေဗျရဲ့မက္ကာအစ္စရေးကပင်လယ်သည်မြန်မာကပကံထိုင်းနိုင်ငံဖူးခတ်ဗီယက်နမ်ရဲ့ဟာလွန်ပီတောင်ကိုရီးယားရဲ့ဂျီဂျူးကျွန်းနဲ့အိန္ဒိယသမုဒ္ဒရာတွေကမော်ဒိန်းနိုင်ငံစတာတွေဖြစ်ပါတယ်။ဒီတစ်ခါဝေမျှခဲ့တာကတော့ကမ္ဘာပေါ်မှာအကြီးဆုံးတိုက်ဖြစ်တဲ့အာရှတိုက်ကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်။ထပ်မံပြီးတော့လေကမ္ဘာတလွှားကဗဟုသုတအကြောင်းအရာတွေကိုဝေမျှသွားပါအောင်မေ။နောက်ဆင်သူတုတ္တစောမိတ်ဆွေအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေရှင်။